မုံရွာမြို့ဆိုတာဘာသာရေးစီးပွားရေးနဲ့သဘာဝအလှတရားတွေပေါင်းစပ်နေတဲ့အညာရင်ကျေးမှုရင်နှံတင်းပြန့်နေတဲ့ချင်းတွင်းမြစ်ကမ်းတွေတန်လာဝတီလို့တင်စားခေါ်ကြပြီးမြန်မာနိုင်ငံရဲ့အနောက်မြောက်ရက်မှာတည်ရှိလို့အနောက်မြောက်မြို့တော်လို့လည်းတင်စားခေါ်ကြပြန်ပါသေးတယ်။မုံရွာမြို့ဟာမြန်မာနိုင်ငံရဲ့အထက်ပိုင်းစကိုင်းတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်ပြီးချင်းတွင်းမြစ်ရဲ့အရှေ့ဘက်ကမ်းမှာတာတာယာယာတည်ရှိနေတာဖြစ်ပါတယ်။မန္တလေးမြို့ရဲ့နောက်ဖက်85မိုင်အကွာမှာရှိပြီးလမ်းမဆက်သွယ်ရေးအင်မတန်ကောင်းမွန်တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။မုံရွာမြို့လို့ပြောလိုက်တာနဲ့ပြင်းမြင်မိမဲ့ဂုံယူစရာဝိသီတာတွေကတော့ကဘာကျော်မိုးညင်းတန်မှုတွေဖျားကြီးဟာမုံရွာမြို့ရဲ့ပြရုပ်တစ်ခုပါပဲ။ဖျားစုပေါင်း9သိန်းကျော်ကင်းဝေးစံတော်မူတဲ့အပြင်ကမ္ဘာဒုတိယအမြင့်ဆုံးရက်တော်မူဖျားကြီးဖြစ်တဲ့လေးကျွန်းစက်ကြာရုပ်ပွားတော်မြတ်ကြီးကလည်းမုံရွာမြို့ရဲ့ကောင်းကင်ယံမှာခန့်ညားထေဝါစွာတည်ရှိနေတာဖြစ်ပါတယ်။မုံရွာမြို့ရဲ့ထင်ရှားတဲ့ဝိသီတတွေကမြမသာသနာဝင်အဖိုးတန်ရတနာတစ်ခုကတော့လေဒီကြောက်စားတာကြီးပဲဖြစ်ပါတယ်ခင်ဗျာစာတင်တိုင်းဆိုတာစာအုပ်တွေပဲရှိတာမဟုတ်ပါဘူးမြမသမိုင်းမှာကြောက်စာကျွက်တွေနဲ့တိစောက်ခဲ့တဲ့စာတင်တိုင်းကြီးတစ်ခုရှိပါတယ်အဲ့ဒါကတော့မုံရွာမြို့ရဲ့လေဒီကြောက်စားတာကြီးပဲဖြစ်ပါတယ်ကဘာကျော်ကျေးဇူးရှင်လေဒီဆရာတော်ဖျားကြီးရဲ့ပထမတ္ထဒီပနီကျမ်းတွေနဲ့အခြားသောအဖိုးတန်ကျမ်းစာတွေကိုကြောက်စာတိုင်းတွေအဖြစ်ဘယ်လိုမျိုးအမှုပညာမြောက်အောင်ဖန်တီးခဲ့တယ်လဲဆိုတာဒီဗီဒီယိုလေးထဲမှာဖော်ပြသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာမုံရွာမြို့လေဒီရက်ကွက်မှာရှိတဲ့လေဒီကြောက်စာတိုင်းအတွင်းဟာကြောက်စာများဟာမြမသာသနာဝင်မှာအလွန်ထူးခြားတဲ့ကမ္ဘာအစစ်မီစာပေအမွေအနှစ်တစ်ခုဖြစ်ပါတယ်လေဒီကြောက်စာတိုင်းကြီးထဲမှာဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့ကျမ်းစာပေါင်းများစွာကိုကြောက်ထက်အခရာတင်ထားတာဖြစ်ပြီးအရေးအတွက်အပြင်ကြောက်စာချက်စုစုပေါင်းရေ806ချက်ရှိပါတယ်ကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးရဲ့ဘွဲ့တော်မှာအရှင်ညာနာတစဖြစ်ပြီးမြန်မာတက္ကီ1208ခုနှစ်နဒေါ်လာဆန်း12ရက်အင်္ဂါနေ့မှာဖွားမြင်တော်မူတာဖြစ်ပါတယ်ဆရာတော်ဘုရားကြီးဟာ1948ခုနှစ်မှာယခုလက်ရှိလေဒီကျောက်စာတကြီးရှိရာမဟာလေဒီကျောင်းသားကြီးကိုစတင်တည်ထောင်တော်မူခဲ့ပါတယ်။ဒီပဏိကျမ်းပေါင်း120ကျော်ကိုခက်ခဲရေးသားပြုစုတော်မူခဲ့ပါတယ်။1985ခုနှစ်ပထမဝါဆိုလပြည့်ဗုဒ္ဓဘူးနေ့မှာပြည်မနာမြို့မှာသတင်းသုံးတော်မူစဉ်တက်တော်89နှစ်အရွယ်မှာဘဝနဲ့ထံပြန်လွန်တော်မူခဲ့ပါတယ်။1989ခုနှစ်မှာအခမဟာပဏိတဘွဲ့တိတ်တော်ကိုရရှိခဲ့ပြီး1983ခုနှစ်မှာဒီလစ်ခေါ်ပိဋကတရပါရဂူဘွဲ့တိတ်တော်ကိုရရှိတော်မူခဲ့ပါတယ်။ကျောက်စာထားကြီးဟာလျားအပြင်150ပေအနံအပြင်150ပေကျေဝန်းပါတယ်။ကျောက်စာထားကြီးမှာစေဒီ9စုတည်ထားတာနဲ့ပတ်သက်ပြီးအခုလိုသိရှိရပါတယ်။အရန်စေတွေကတောင်းတရောက်မှာတဆူပါဒါကအပြင်ကအရန်စေတွေ၄စုနောက်အတွန်းမှာအရန်စေတွေတစ်ခါ၄စုရှိသေးတယ်၄စုဆို၈စုပေါ့အလဲမှာပင်မတဆူရှိတော့9စုဆိုတော့ဒါဟိုရေတော့တက်ခဲ့တာကိုဝါနဲ့ကိုနမိတ်နဲ့လာရေးထားတာဟိုထူထားတာပေါ့ဒါကျွန်တော်ကြောက်စားလိုက်ဒါထူဆန်းတာပေါ့ကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးဟာခက်ခဲနဲ့တဲ့အဘိဓမ္မာသဘောတရားတွေကိုလူအများနားလည်နိုင်အောင်ရှင်းလင်းဟောကြားရမှာဆရာတစုဖြစ်တယ်လို့သိရပါတယ်။ကျောက်စာထိုင်ထဲမှာဓမ္မပဒနဲ့ပတ်သက်ပြီးဘုရားမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်အနှစ်သာရတွေဖြစ်တဲ့ဓမ္မပဒဂါထာတော်များနဲ့၎င်းတို့ရဲ့မြန်မာပြန်နေကြတွေကိုကျောက်စာထိုင်ဒီမှာအသေးစိတ်ထွင်းထုပူဇော်ထားပါတယ်။ကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့ကျမ်းပေါင်း89ကျမ်းကိုကြောက်စာချက်ရေး950ချက်ဖြင့်၎င်းဆရာတော်ကြီးရဲ့တပည့်ရင်းဖြစ်သူလေဒီပဏိတဦးမောင်ကြီးရေးသားခဲ့တဲ့ကျမ်း6ကျမ်းကိုတော့ကြောက်စာချက်ရေး163ချက်ဖြင့်၎င်းဆရာတော်လေဒီဥက္ကဝိရေးသားတော်မူတဲ့ကျမ်းစာတစ်ကျမ်းကိုကြောက်စာချက်ရေး93ချက်ဖြင့်၎င်းကျမ်းစာစုစုပေါင်း96ကျမ်းကိုကြောက်စာချက်ရေး806ချက်ဖြင့်ဆင်လိုက်စိုက်ထူထားတာဖြစ်ပါတယ်။
ကျမ်းမျိုးစားများအနေဖြင့်တော့ဒီပနီ49ကျမ်းဝိနိစရ10ကျမ်းတန်ခိတ်10ကျမ်းပရိကမဝါ9ကျမ်းဝိသစ္စနာ6ကျမ်းနဲ့ကြပြားလင်းက2ကျမ်းအခြားကျမ်း16ကျမ်းစုစုပေါင်း96ကျမ်းပါဝင်ပါတယ်စာပေမျိုးစားအနေနဲ့မြန်မာဘာသာဖြင့်6ကျမ်း၊နိတ္တရဖြင့်18ကျမ်းနဲ့ပါဠိဘာသာဖြင့်18ကျမ်းပါဝင်ပါတယ်။ကျေးဇူးတော်ရှင်ဆရာတော်ကြီးရေးသားခဲ့တဲ့ပထမတ္တဒီပနီအဘိဓမ္မာညွှန်းဆိုချက်ကျမ်းစာတွေကိုနောက်တစ်ချိန်မှာပျောက်ပြတ်သွားမှာစိုးရိမ်တော်မူတဲ့အတွက်ဆရာတော်ကြီးရဲ့တပည့်ရင်းဖြစ်တဲ့လေဒီပဏိတာဦးမောင်ကြီးနဲ့အနိကဒိုင်ကာမတွေကကြောက်ထက်အခရာတင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။စောက်တွေဆိုတာပျက်စီးလွယ်တယ်။ကြောက်စာကတော့နှစ်ပေါင်းထောင်ချီခိုင်မာတယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သာသနာတော်3ရက်အထွတ်ရှိဖို့အတွက်စိုက်ထူခဲ့တာဖြစ်ပါတယ်။ကောဇာတက်ကြီးရဲ့1289ခုနှစ်နရောလာဇန်73ရက်နေ့မှာစတင်ပင်နဲ့ချခဲ့တဲ့ဒီကြောက်စာတိုက်ကြီးဟာအခုဆိုရင်နှစ်ပေါင်း100ကျော်တက်တန်းရှိနေပြီဖြစ်တဲ့သမိုင်းဝင်သာသနာအမွေနှစ်တစ်ခုဖြစ်ပါတယ်။ဒီကြောက်စာတိုက်ကြီးဟာစာပေလေ့လာလူသူတွေအတွက်ကြောက်ထက်ကပိဋကတ်တိုက်ကြီးလို့တင်စားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လာရောက်လေ့လာလူသူများအတွက်ခိုင်တိုင်းဒေသကြီးမုံရွာမြို့လေတီရက်ကွက်လေတီကျောင်းတိုက်ကြီးအတွင်းမှာမြမသာသနာဝင်အဖို့တန်ရတနာတရက်ဖြစ်ခိုင်ခိုင်မာမာရက်တည်နေတာဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ